ကျွန်တော်တို့နေပြီးတော့တကုန်းမျိုးကကျွန်တော်တို့စက်အုပ်ဆောင်ကြီးကျွန်တော်တို့စမ်းသပ်ထံပေးနေရဖြစ်ပါတယ်ကျွန်တော်တို့လိုပိုင်းတီးတန်း